ကျင်းထဲရောင်းကြပါတော့ဒါတခုမှမကောင်းတာသူတို့ဒေတာကိုချစ်မြတ်လို့အမြတ်တို့ပတ်စံကုန်ခံပြီးသွားလဲပြီးအားပေးတာပေါ့နော်ဒီမှန်ပဲရောင်းပေါ့နော်တန်ရိုင်တောင်စေးပေါ့အဲ့ဒီစီးမုံရေလေးနဲ့ဖြော်ပြီးဒီလိုလုံပြီးရောင်းတာပေါ့နော်ပါအချိုးမှလည်းမပါဘူးသူတို့လေးကိုတနာတို့ကအမုံနဲ့ရေနဲ့သူတို့လုံထားတာပေါ့နော်စီးကိုမဟုတ်ဘူးပေါ့နော်ပါအရသာမှလည်းမရှိပါဘူးသေးတွေရောရှင်စုပ်နေတာပေါ့နော်ဒါပေမဲ့သူတို့ရောင်းတဲ့ဟာကျတော့လုံးဝမကောင်းပါဘူးကျင်းထည့်ပြီးရောင်းတာပေါ့နော်သူ့နာမည်ကိုနော်ကုံတက်စေချင်တယ်ဆိုရင်တော့အဲ့လိုမလုံနဲ့ပေါ့နော်900နဲ့တိုက်ရင်1000ရောင်းပေါ့နော်1000နဲ့မကိုင်း2000ရောင်းပေါ့နော်တော့လုံးဝဝယ်မှလည်းမဟုတ်ဘူးပေါ့နော်တိတ်လို့ဝယ်လာတာမဟုတ်ဘူးပေါ့နော်ဒါသူတို့တနာလို့ဒီမဲ့ဒါဟွာလေပကံကတော့ပလန်ဖျားရှေ့ရောင်းတဲ့စီးကိုပေါ့နော်ဒီမဲ့သူတို့အားပေးချင်လို့ဝယ်လာတာပေါ့နော်ဒါပေမဲ့သူတို့ကကျင်းထဲရောက်နေကြဒါတွေပကံရောက်ဒါတွေဝယ်လို့ဆိုရင်တတိထားပြီးတော့မှဝယ်စေချင်တာပေါ့နော်သူတို့အမီးပေးတဲ့ဟာကျတော့ကောင်းတာပေါ့နော်သူတို့အမီးပေးတဲ့ဟာကျတော့ကောင်းတယ်သူတို့ဒီလိုဘူးတွေနဲ့ဒီလိုအထုပ်တွေနဲ့ရောင်းတဲ့ဟာကျတော့မကောင်းပေါ့နော်ဒီထဲမှာဘာမှမပါဘူးအဲ့ဒီစီးမုံရေလေးနဲ့ဖြော်ပြီးဒီလိုလုံပြီးရောင်းတာပေါ့နော်ပါအချိုးမှလည်းမပါဘူးကြားလည်းမပါဘူးထညက်လည်းမပါဘူးပေါ့နော်ကျင်းထည့်ပြီးရောင်းတာပေါ့နော်ကိုတွေကတော့ဟာပေါ့နော်တောက်ကြိတ်လို့ဝယ်လာတာတော့မဟုတ်ပေါ့နော်သူတို့အားပေးချင်လို့သူတို့လေးကိုတနာတော့အားပေးတာပေါ့နော်သူတို့တနာလို့ဆိုပြီးဝယ်လာတာဒါပေမဲ့သူတို့ကတော့ကျင်းထည့်ရောင်းကြပေါ့နော်ဒါတခုမှမကောင်းတာအထက်မှာစီးတီးအမုံနဲ့ရေနဲ့သူတို့လုံထားတာပေါ့နော်သူတို့စွတ်စွတ်လေးဖြစ်နေအောင်စီးကိုမဟုတ်ဘူးပေါ့နော်ပါအရသာမှလည်းမရှိပါဘူးစီးတီးအစေးတွေရောအကုန်လုံးကြမ်းထော်နေပေါ့နော်ဒီထဲမှာစားလို့ဆိုရင်လည်းဘာမှအရသာမရှိဘဲနဲ့ချင်းစုပ်နေတာပေါ့နော်သူတို့အမီးပေးတဲ့ဟာကျတော့စီးကိုပေါ့နော်တကြားတွေထညက်တွေနဲ့ထိုးထားတဲ့စီးကိုပေါ့အရန်ကောင်းတာပေါ့နော်ဒါပေမဲ့သူတို့ရောင်းတဲ့ဟာကျတော့လုံးဝမကောင်းပါဘူးသူတို့ကကျင်းထည့်ပြီးရောင်းတာပေါ့နော်ဒါတော့ကတော့ပလင်ဖျားရှိမှာဝယ်လာတဲ့စီးကိုပေါ့နော်ဒါကတော့ကိုရီးယားတော့သူတို့ဒေတာကိုချစ်မြတ်လို့အမြတ်တို့ပတ်စံကုန်ခံပြီးသွားလဲပြီးအားပေးတာပေါ့နော်ကိုနာမည်ကိုနော်ကုံတက်စေချင်တယ်ဆိုရင်တော့အဲ့လိုမလုံနဲ့ပေါ့နော်ကိုဒေတာကိုလူမျိုးရဲ့ကုံသိက္ခာကိုထိမ့်သိမ့်တယ်ဆိုလို့ဆိုရင်အစိအမှန်ပဲရောင်းပေါ့နော်တန်ရိုင်တောင်စေးပေါ့နော်900နဲ့တိုက်ရင်1000ရောင်းပေါ့နော်1000နဲ့မကိုင်းရင်2000ရောင်းပေါ့နော်ဒါပေမဲ့အဲ့ဒီပစ္စည်းကိုကောင်းအောင်ရောင်းဒါဆိုလို့ဆိုရင်ပဲအချိန်ခါပဲဖြစ်ရောင်းရတယ်ဒီလိုမျိုးဆိုလို့ဆိုရင်သူများတွေတစ်ခါဝယ်ပြီးရင်တော့လုံးဝဝယ်မှလည်းမဟုတ်ဘူးပေါ့နော်အမီးပေးတာတော့တစ်မျိုးပေါ့နော်ရောင်းတာတော့တစ်မျိုးဆိုတော့အဲ့လိုကျင်းထဲတာပေါ့နော်ဒါကျင်းမိလာတဲ့ဟာပေါ့နော်ကိုတွေကတော့သူတို့ချစ်ခင်မြတ်တို့တနာတို့အားပေးတာပေါ့နော်စိတ်သက်ချင်းကိုချင်းစားလို့တိတ်လို့ဝလာတာမဟုတ်ဘူးပေါ့နော်ဒါသူတို့တနာလို့အားပေးလိုက်တဲ့ဟာပေါ့နော်ဒါပေမဲ့သူတို့ကတော့ကျင်းထဲပြီးရောင်းတာပေါ့နော်ဒီနောက်သွားတဲ့လူတွေလည်းရှောင်ကျင်လို့ရအောင်အားလေးကိုလာပြီးတော့မှပကံဒေတာကိုသွားရောက်လက်ပတ်မဲ့မိတ်ဆွေတွေလေထားလို့ရအောင်ဒီဗီဒီယိုလေးကို share လုပ်ပေးပါတယ်မိတ်ဆွေတို့အမြင်ကိုလည်း comment မှတ်ချက်ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်